Hello အလုံးမိတ်မင်္ဂလာပါကျမရဲ့ YouTube channel ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကရကောင်ရမြက်ဖြစ်တဲ့အတွက်ပေါ့နော်စပါးပြိုးပြင်စိုက်ဖို့ပေါ့နော်ဒီနေရာလေးကိုပေါင်းလာချင်တာပဲဖြစ်ပါတယ်ရုံဆုံးဒီနေရာလေးကိုအရင်ကပေါ့နော်ပေါင်းကရှင်းထားပြီးသားပါမီးလဲပေါ့နော်ရှိုးပြီးပြီပေါ့နော်မြက်ပြင်လေးကိုဒါပေမဲ့အခုကမိုးကြစဖြစ်နေတဲ့အတွက်ပေါင်းမီးလေးတွေပြင်ထွက်နေပါတယ်အဲ့ဒါလေးတွေကိုတချို့အမိုက်ကြမ်းလေးတွေကိုဖျက်ထုတ်ဖြစ်တယ်ပေါ့နော်ပြီးရင်စပါးစေးတွေကိုဒီတိုင်းပဲပြိုးပြင်ကျဲတာပါဒီပြိုးပြင်လေးတွေကရေနဲ့တိုက်ရိုက်မစိုက်ဘူးပေါ့နော်ဒီပြိုးပြင်လေးတွေကိုတောင်ပေါ်မှာရင်စိုက်ပြီးတော့ဒီလိုကျဲပြီးတာနဲ့နောက်တစ်ခါပေါက်တူးရဲ့နောက်အရွှန်တစ်မျိုးရဲ့ထပ်ပြီးတော့လုပ်ပြရပါသေးတယ်ဒီစပါးပြုတ်ပြင်ဘယ်နှလားလောက်ကြာတယ်လဲတော့မသိဘူးကျွန်မလည်းတစ်ခါမှမစိုက်ဖို့ဘူးเนาะဒီနေ့မှရပြန်ရောက်တာဆိုတော့အမေတို့လုပ်တာကိုဗီဒီယိုလေးနဲ့ရိုက်ပေးထားပါတယ်ဒီနေ့ကကျတော့ပုံမှန်စိုက်နေကြစပါးတော့မဟုတ်ဘူးပေါ့เนาะနောက်စပါးတစ်မျိုးပြောင်းစိုက်ထားပါတယ်ပြီးတော့မွေတကောင်လေးတယ်ပေါ့နော်မွေတေးလေးပါမွေလဲတော့မသိအစိမ်းရောင်လေးမိကြီးထဲမှာပဲနေတာတော့ပေါက်တူးနဲ့တော်သေးတယ်သူ့ကိုမထိမိလိုက်ဘူးပေါ့နော်ပြီးတော့တန်းနေတာပဲတော်ဒီမှာမွေတွေကင်းနေပေါ်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့ဘက်မှာကကြတော့မွေကတိတ်ပြီးတော့အစိတ်မရှိပါဘူးအေးတဲ့အတွက်ကြောင့်လာတော့မသိဘူးမွေကိုက်လို့တည်တဲ့လူဆိုတာမရှိတလောက်ပဲပေါ့နော်ဒီဘက်မှာကကြတော့အကိုက်ခံရတဲ့လူလည်းရှိပါတယ်9ရက်10ရက်အဲ့လောက်တော့ရောင်ကိုင်းနေတာတွေရှိတာမနော်မွေကိုက်လို့တည်တယ်ဆိုတာတော့မရှိပါဘူးမွေကအပူပိုင်းဒေတာမဟုတ်တဲ့အတွက်အစိတ်ကအဲ့လောက်ထိမပြန့်ဘူးမပြင်းထန်ဘူးပေါ့နော်ရည်ဒီဥတုလည်းအေးတယ်လို့သူတို့ရဲ့အစိတ်တွေလည်းခဲနေတဲ့အတွက်ပေါ့နော်တိတ်ပြီးတော့မပြန့်မလွယ်ပဲနဲ့ဒီလိုမွေကိုက်လို့ရှင်တည်တဲ့လူကမရှိတလောက်ပဲပေါ့နော်မွေပွေးဆိုရင်တော့မှပဲလေဒီဘက်မှာကျတော့အလိုမျိုးမွေကိုက်လို့တည်တဲ့လူဆိုတာအခုတည်းတော့မကြဘူးသေးပါဘူးရှင်ဗီဒီယိုလေးတူနေတဲ့အတွက်ဟိုတနေ့တုန်းကလက်ဖက်ခုနေရနေထားတဲ့ဗီဒီယိုလေးနဲ့ပါတင်ဆက်ပေးလိုက်ပါတယ်လက်ဖက်ဒီနေ့ကကျတော့လက်ဖက်တိတ်ပြီးတော့အထွက်မကောင်းဘူးလို့ပြောကြတယ်ပေါ့နော်ကျမတို့မှမဟုတ်ဘူးခုံလုံးတူတူပဲပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီရာဒီမှာဆိုလို့ရှိရင်ပေါ့နော်အတီးတီးခူးနေလိုက်ကြတာပေါ့နော်စပါးဗာလဲလက်ဖက်တွေအများကြီးရကြပါတယ်ဒီနေ့ကကြတော့တိတ်ပြီးတော့လက်ဖက်မရကြဘူးလို့ထင်တယ်ပေါ့နော်အကုန်လုံးကလည်းလက်ဖက်တိတ်မထွက်ဘူးလို့ပြောကြပါတယ်ဒါကကြတော့ကလော်တီးပေါ့နော်ကျမတို့ဘက်မှာဒီလိုရာဒီဆိုလို့ရှိရင်တော့ကလော်တီးစိုက်ကြပါလေဒါကကုန်ခါနီးတော့ကကျမရပြန်တော့ကခူးထားတဲ့ဗီဒီယိုလေးပေါ့နော်ဒီလက်ကျန်လေးတွေပေါ့နော်ကျမတို့ဘက်မှာငရုတ်တီးအနေနဲ့ဆိုလို့ရှိရင်ကလော်တီးစိုက်ကြပါတယ်ကလော်တီးကအခုလောလောဆယ်တော့တပိတ်တာကို2000ကျော်ပေါ့နော်မနစ်ကဆိုလို့ရှိရင်တပိတ်တာကို4000ကျော်ထိရပါတယ်ဒီဘက်မှာအဓိကစိုက်ကြတယ်ပေါ့နော်နေ့တိုင်းကိုစိုက်ကြပါတယ်အဲဒါကြောင့်လဲပေါ့နော်တောင်ဆိုလို့ရှိရင်တောင်တချို့ဆိုတစ်တောတောင်ပြုံးတယ်ပေါ့နော်သူစိုက်ဖို့နေရာမိရှို့ရတယ်တောင်ရတွေကိုမိရှို့ရတယ်နေရာလုပ်ပေးရတယ်ပေါ့နော်ဒါတော့ကုန်ခါနေရိုက်ပြီးထားတာမလို့အတီးကတော့တိတ်မရှိဘူးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်သူမဲ့တဲ့ချိန်ဆိုအတီးတွေပုတ်တိတ်နေအောင်ကိုတီးပါတယ်ကလော်တီးကတခါနှစ်ခါမကဘူးပေါ့နော်3-4ပတ်လောက်အဲ့လောက်ထိကိုခူးရပါတယ်ဒါကတော့ကျမမေပါကျမတို့အနေတော့ခူးတော့ကပေါ့နော်မိကတူပူတုတ်လေးဝယ်လာတယ်။နှစ်ယောက်သားထမင်းထုတ်မလာဘူးမနော်။ဘာစွန်းမှလည်းပါမလာတဲ့အတွက်တော်ထဲမှာရှိတဲ့သူနဲ့တူပူတုတ်စားနေပါတယ်။ကျမတို့ဘက်ကမှာဘာမှတော့ဘာလမ်းလေးတုတ်ပညာတော့မရှိဘူးနော်။တူပူတုတ်လာရောက်တာလေးတော့ရှိပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။